ကခင်ပြူရဲ့ရုပ်စင်းကချောလာတယ်တို့ရမှမနီနဲ့ကွယ်မြို့ဘူတာမောင်ဖို့မေသမီးစားစကားလာမပြောနဲ့တော်သူများပါထင်နေယူသိစွာလင်ဝေးတရားကိုအများကြီးသိတတ်တယ်သဘောစိတ်ကုန်းနေမုံတုံးပန်မေခင်ပြူရဲ့ဘေးရွာမှာနေတာကိုသိခြင်းလာပါတယ်မိုင်းညူညူဆိုင်လို့ရဲ့ယူပြိုင်မောင်ချေတော်တလေးတွေကဆွေအေးရွာပဲကွေသဘောကောင်းတဲ့ကလေးမရဲ့ရွာကိုအလေလာမေမင်းတို့အိမ်ရောက်တော့ွယ်မောင်ကိုပါတီမေအော်ဘစ်ကီကက်လေးဒါမျိုးတွေကိုဘုံဘုံကကြွားမပြခြင်းနေမုံနဲ့တော့ငါဖားမကင်းစားပြခြင်းနေသဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိမ့်မိတ်စား